ကျွန်တော်ဒီနေ့မှာဘုရားသခင်၌ကျွန်တော်တို့လွတ်လပ်စွာအချိန်ယူအောင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တရှိသောဝိညာဉ်တော်မရှိရင်ကျွန်တော်တရားမဟောတတ်တရှိသောဝိညာဉ်တော်ရဲ့ကိုကြီးလမ်းပြမှုကြောင့်ဒီနေ့ထိကျွန်တော်တရားဟောနေနိုင်တာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ခီးစဉ်တွေသွားတဲ့အခါမှာတရက်ကိုတရားဟောပွဲပေါင်း5ပွဲ6ပွဲလောက်ဟောရတဲ့အခါမှာတန်ပဲရတယ်လည်းမသိနော်တန်နော်တရားဟောချက်ပေါင်းဟောတဲ့အခါမှာချို့ချိန်တွေမှာတရားဟောချက်ပြောက်သွားတယ်။ဒါဆိုအဲ့ဒီလူတွေပဲပြန်လာတော့ရှောက်လိုက်ပြီးလာတော့အဲ့လိုပြောက်သွားတယ်။အဲ့ဒီချိန်မှာတော်တော်များများချိန်မှာကျွန်တော်ဘာလုပ်ရလဲဆိုတော့တန်ရှင်းသောဝိညာဉ်တော်ပဲကူညီတောင်းပါတယ်။တန်ရှင်းသောဝိညာဉ်တော်ဘုရားကိုလိုရှင်းတတ်ပါဘုရားခင်ဖွင့်ပြပါပြီကျွန်တော်တောင်းတယ်။ဘာလို့လဲဒီကာလတန်ရှင်းသောဝိညာဉ်တော်ရဲ့ကာလကိုဟုတ်တယ်နော်ဒီနေ့ကျွန်တော်တို့တချို့လူတွေနားမှာရောက်ကြတာဂျေစုတော်ကာလဆိုတာပါလေဂျေစုပြုထားတာလေဒီကာလဂျေစုတော်ကာလဖြစ်တယ်ဂျေစုတော်ကာလဆိုတာပါလေဘုရားကြောက်လာပြီလောကအနေစင်းရဲ့ကြောက်လာရွှေငွေပါနာစိန်လုံးထဲတွင်ယေရှုရှိခဲ့လေပျော်ရွှင်ငြိမ်သက်ချမ်းသာရပြီဆက်ဆိုရအောင်တာရှိသောဝိညာဉ်တော်ဤတိုင်းဆောင်ရနေဌာနောခါစားခြင်းကကိုလုံးရရအောင်မည်ဟုတ်ပြီဆက်ဆိုမယ်တာရှိသောဝိညာဉ်တော်ဟုတ်လေဒီတိုင်းဆောင်နေနေတာရှိသောဝိညာဉ်တော်ရုပ်သိမ်းပြီးနောက်တွင်ဘာကုန်သွားမလဲကျေးဇူးတော်ဤနေရကာလကုန်ဆုံးလိမ့်မည်ဘာကျေးဇူးတော်ကာလပဲချိန်မှာကုန်ဆုံးသွားမှာလေအရှင်တော်ဝင်မှာမရှိတော့တဲ့ချိန်မှာကျေးဇူးတော်ကာလလည်းမရှိတော့ဆိုတော့ဗာလေကျေးဇူးပြုထားတယ်တဲ့ဘယ်သူကကျေးဇူးပြုလဲတာရှင်တော်ဝိညာဉ်တော်ကျွန်တော်နဲ့အတူရှိနေတာတဲ့ကျွန်တော်မမြင်နိုင်ဘူးနော်တိုးတော့တတော်ဝိညာဉ်တော်ဆိုတာလေးလို့လေအဲ့လိုရှောက်သွားတာမဟုတ်ဘူးတာရှင်တော်ဝိညာဉ်တော်ဆိုတာပုဂ္ဂိုလ်တော်ဖြစ် Holy Spirit is a personအတူရှိခြင်းကိုခံစားခြင်းသူအတူရှိကြောင်းဒီအဲ့ဒါနားမလဲအတင်းတော်တွေလည်းနားမလဲဆရာတွေလည်းပိတ်ထားတော့တန်ရှင်တော်ဝိညာဉ်တော်တစ်ခုခု touch လုပ်ပြီးဆိုကြောက်ပြီးတော့ကုန်ထွက်ပြေးလို့တမန်တော်ဝတ္ထုကြောင့်ကျွန်တော်အရင်ပြောတယ်တမန်တော်ဝတ္ထုလည်းမှာတမန်တော်ကြီးတွေဘာဖြစ်တယ်ညာဖြစ်တယ်အကြီးကျယ်ကျွန်တော်ပြောကြတမန်တော်ဝတ္ထုထဲမှာဘာဖြစ်တယ်ညာဖြစ်တယ်နမိတ်လက္ခဏာတွေဖြစ်တယ်အကြီးအကျယ်ကျွန်တော်ပြောကြတယ်တမန်တော်ဝတ္ထုကြောင့်ပြောတယ် no ကျွန်တော်ပြောပြမယ်ယေရှုခရစ်တော်ကိုရသွားတဲ့သူရဲ့အသက်တာယေရှုခရစ်တော်ရဲ့ဝိညာဉ်တော်ဟုတ်တယ်နော်ပေတရုကဒီလိုဖျက်လျှောက်သွားတာသူ့အရေးကိုထိတဲ့သူကအကုန်လုံးပြန်ပြီးထားလာလျှောက်ကျမ်းပါဘူးဟုတ်တယ်နော်ပေတရုနဲ့ယောဟန်ကတိတဲ့ခါနာမှာတောက်စားနေတဲ့ထောင်စားကိုဘာပြောလဲငါတို့မှာရွှေမရှိဘူးငွေမရှိဘာရှိလဲယေရှုခရစ်တော်နာမနဲ့ထား၍လမ်းတော့ကြည်သာအရာခတ်သိမ်းကယေရှုခရစ်တော်နာမ၌အပြည့်ရှိနေတာဟုတ်ဆိုကြည့်အဲ့ဒါဝိညာဉ်တော်တကူနဲ့သူတို့လုပ်နေတာတန်ရှင်ဝိညာဉ်တော်တကူနဲ့လုပ်နေတာဘာဖြစ်လို့လဲဘုရားရှင်ဝိညာဉ်တော်ကသူတို့နဲ့အတူရှိနေတာအတူရှိတာဘယ်လောက်အတူရှိလဲကျွန်တော်တို့လက်ဆွဲသူများဆွဲထူလိုက်တဲ့အခါအဲ့ဒီဆွဲထူတဲ့လက်ကကျွန်တော်လက်ကိုဘုရားရှင်ကသူ့လက်ဖြစ်ချင်ကျွန်တော်တို့လက်ကိုဘုရားလက်ဖြစ်စေချင်တာကိုကျွန်တော်မြင်ချင်းကဘုရားမြင်ချင်းကျွန်တော်ရဲ့ကြားချင်းကဘုရားကြားချင်းအကုန်ဖြစ်စေချင်ကျွန်တော်ထဲရတယ်ဘုရားကဝိညာဉ်တော်ကအလုပ်လုပ်ချင်ကျွန်တော်အခွင့်ပေးတတ်ဖို့လို့ဒါပေမဲ့တစ်ခုရှိတယ်ဘယ်ချိန်မှာတန်ရှင်းသောဝိညာဉ်တော်အလုပ်လုပ်လို့မရဘူးသိလားတန်မတန်ရှင်းတဲ့နေရာမှာဘုရားအလုပ်လုပ်လို့မရဘယ်လိုမတန်ရှင်းတာလဲကျွန်တော်ပြောပြညီညူးတဲ့ပေါက်ပြီးပေါက်ပြရစကားတွေပြောပြီးတော့မှဒီပလင်မှာတချင်းလာဆိုအဲ့ဒီတန်ရှင်းသောဝိညာဉ်တော်ထိတွေ့ခြင်းမခံစားရဘူးဒုတိယချက်အရက်စလေးတောက်နေပြီးတော့မှဘုရားပလင်ပေါ်မှာလာဆက်ကတ်တဲ့အခါမှာတီးရခတ်တာတော့ကောင်းနိုင်မယ်သို့တော့တန်ရှင်းသောဝိညာဉ်တော် flow ကိုမခံစားဘူးဒီနေ့ဒါကြောင့်အတင်းတော်တော်တော်များများမှာဘာမှထူးခြားမှုမဖြစ်လာဘုရားကြောင့်လာတယ်ပြန်သွားတယ်လာတယ်ပြန်သွားတယ်လာတယ်ပြန်သွားတယ်ဒါပဲဘာမှထူးခြားမှုတက်တာတွေမခံစားဘူးမပြောင်းလဲကြဘူးမတိုးတက်ကြဘူးဒီပုံစံမှာအတင်းပြောတော့ပြန်ပြောတာပြောင်းလဲခြင်းတစ်နှစ်ပြီးတစ်နှစ်ပြောင်းလဲခြင်းဆိုတော့ဘာမှဖြစ်လာဘူးဘာကြောင့်လဲသိလားစ
Saka de durega homa muda wo. Dilu mule ye tine buduma ma pyo ye wo ba lo pyo le la. Phaya tha lu ko po chok ja. Pyo ye wo. Jo pyo pyo me. Wo pyo cha khani 10 ma ti cha phat ji. Wo pyo cha khani 10 ange 1 ma. Di pani mo ma Sakan de durega balo lu le ti la. Lewi da ri be lo lo ya. Lewi da ri be ti khat lo ya. Lewi da ri be tachin so lo ya. Lewi da ri be aya ko chimwa ni de lu. အဲ့ဒီလူတွေကဘာလို့လဲမိမိကိုမိမိတန်ရှင်းစေရတယ်အရင်ကဘာလို့လဲတန်ရှင်းရတယ်တန်ရှင်းခြင်းမှုကိုပြုပြီးတဲ့အခါမှာအတ္တတာကိုစက္ကပ်ရဝိပ္ပယကြအခါကြီး30အငယ်1မှာတရားတော်ဖတ်ပေးပါကြည့်ကြလေဟောရပြဒီနာဂတ်နဲ့ဟုတ်လားနာဂတ်နဲ့ပါလေAyonita dada ni, chilo này bà biết gọi này, tiền đó này, đó chỉ là bà là phải áo bù giò cái này mía này mà bù giò luôn, từ đó bù giò chỉ là mía này bù giò này, đó chỉ là cái nó cháu xả con này ra đúng không? Nó bắt đầu là lâu chỉ là lâu mày phía trong mà phải áo, anh lưu rồi bà lấy sao tì lá, mà tì bu, phía kia, à xí xí thế mà phía kia nét tát đây cho nó lâu vậy. Cho nó giúp tao sao lấy tao để đi đâu mà cho nó để ăn hôm nay mày rồi lưu điểm nhau lên mà luôn, tôi mà lên nào không chỉ mà mù, bây giờ hôm nay tất cả lại về, tất cả không bao là đâu, tôi mà lên nào không chỉ thì mới xíu, bao lâu rồi, cái kia tất cả thế mà lâu một cô ấy tất cả bao lâu anh vậy đó, thế xin nhỉ, bây giờ thế này lâu mà lưu hết tất cả nhau lên màu, cô ấy nhà này cô ấy xóa sạch này lâu mà mấy nhà nào phải làm được nhỉ, lâu rồi à, mấy nhà bu, về để mà lâu xí này mà sai bu phải làm rồi là phải làm tông mày à. At tông khai ra tất cả people, at tông khai này để đủ biết để thì mình tất cả của biến sinh ra, sắc cái à. Ấy khám mà chỉ đào ấy cả, mình tất cả ta xin trên là sắc cái video mà, ta xin mua tất cả này, sound đi để khám mà, số lượng thằng nào bắt thọ vào này, nguyên số thọ vào này, chỉ at tất cả sắc cái video, tí lại cả,ပြောnào màပြောđi, tí lại để khám mà, ấy tí nào này à, số lượng ấy, thế cả. Nguyên số thọ vào này, cho nó luôn tất cả sắc cả video mà cô lo cho nó tông mà nó, cho nó ấy, ta này áp hiện tụi mình cao级phía bắc gì, sắc cả video số gì tụi mình nhảy chậm vào đây, thì mà nó cho nó cho bị về, mình nói chỉ là sao là sát tông một chút đấy, tại vì mình khai lên cái, ấy sao là sát tông thế mà chỉ là tổ thiên gì ở tụi nhà thà là phía tổ cho, tu đi ra bên này là đam mê, tất cả đều thi, mấy gì chả là, béo lên mũi thì thế, nốt tháo mũi thì thế, nhưng mà chỉ là những công mà rồi, bây giờ này bắt đầu lại, cái gì cái啥子啊，就没有讲呢，技术表现，开干了，他妈也是什么，nốt tháo mũi thì chắc sống cái à, bây giờ này bắt đầu lại, bỏ别没家了，打理nhà没有呢，哎，打理nhà过撇西瓜了别。那打理了不了，打理呢？哎，打理呢？还要去门内打不出来，把来说地不路的，你给我忙嘛咯？还要门内打的要上来，哎，我们还要讲一百多里面，还要去门内打的要问他们了啥个来，起码说都不来。这那10年19年打打表来来看，都伢改钱的了，就来改钱了不？叫等于今年啊，查了，没有查呢。他们这种讲啥，我们这种培养的钱，过了这种是干表吧，就过了这种懂得嘛，吃钱这种培养的懂嘛不？我懂嘛来懂嘛表吧，他们这种看的嘛这种钱开的，培养起这种懂不了的等你讲，
လူတွေထောင်ပေါင်းကြီးများတော့ရှိမှကျွန်တော်အသုံးပြုလာတဲ့ခါကျရင်ကျွန်တော်ဘလို့ကိုရောအတွက်ဆက်ကမယ်ဘလို့ပြည့်စင်တယ်ကျွန်တော်ပြည့်စင်နေတယ်အဲ့ဒီချိန်မှာသူများတွေကြီးစားတွေဘာတွေနဲ့ချနေကြပြီဟောဘလို့လေကြီးစားပိုင်းနဲ့သွားနေကြပြီဒီအဲ့ဒါပြောတာသူကလေးလေးတို့ကြီးတဲ့ထက်မှသူလည်းပါတယ်အဲ့ဒီကြီးသားတွေပါနေမလေးပဲခေါင်းတော့ကွာနေချိန်မှာကျွန်တော်ဖေကိုတော့တောင်းပါဒါပဲကိုတော့တောင်းပါဒါပဲကျော်ဆက်ကပြတ်တာကျွန်တော်အသက်30ပြည့်တဲ့နေ့မှာကျွန်တော်တင်းအောင်ဆရာဖြစ်လာ30တိတိပဲကျော်ဆူတောင်းခဲ့တာလေအဲ့ဒါဘာလို့ဆူတောင်းလဲသိလားဒါဝိတ်ကအသက်30မှာဘယင်ဖြစ်တယ်ယောဒကအသက်30မှာအီဂျစ်မှာဘယင်ကံဖြစ်တယ်ယေရှုခရစ်တော်ကအသက်30မှာမှုတော်စတယ်ကိုတော့ကျွန်တော်ဘုရားကျွန်တော်ကဘုရားရှင်အတွက်အေဝံဂေလိဆရာလေးနဲ့ဆက်ကတ်တာပါဒါပဲဒီမှာလည်းဒီမှာပြီးမခံပါဘူးဒါပေမဲ့အသက်30မှာကိုတော့ကျွန်တော်တင်းအောင်ဆရာကြည့်ရမယ်ကျွန်တော်ဆက်ကတ်တယ်အသက်30မြောက်တဲ့နေ့မှာပဲကျွန်တော်တင်းအောင်ဆရာဖြစ်လာတယ်ကျွန်တော်တင်းတော်ကန်ရတယ်ရခင်ကျွန်တော်အချင်းညောင်းရရှင်ကျွန်တော်သုံးပြလာချက်ချင်းတော့ဖြစ်ပါဘူးဒါမဲ့တစ္ဆာနဲ့စက္ကခဲ့တဲ့အရာဘယ်တော့မှချင်းမဖြစ်ဘူးဒါပေမဲ့ဖယားနဲ့မပေါ့ပြတ်နဲ့ကိုလှုပ်ချင်တာလှုပ်လို့မှဖယားကျွန်တော်ကောင်းကြီးပေးပါလို့အဲ့ဒီလူရဲ့တက်တာလှုပ်လို့မရဘူးကာယနာနဲ့အာဘေလကြည့်ရအောင်ကာယနာနဲ့အာဘေလကြားဘူးလားဘသူ့ဖယားလက်ခံရအဲ့ဒီအတားကာအိနာတဲ့အဲ့လူတွေကိုနာမည်ပေးစားကာအိနာလို့နာမည်ပေးလိုက်ဒီညစားတော့အာဘေလကိုဖယားလက်ခံဟုတ်လားအာဘေလကိုဖယားဘာဖြစ်လို့လက်ခံတာလဲအာဘေလကဖယားခင်ပူဇော်ခိုင်းတဲ့ပုံစံအတိုင်းရစ်ပူဇော်တာဖြစ်တယ်ဟုတ်လားကာအိနာကြတော့သူပူဇော်ခြင်းတဲ့အတိုင်းဖယားကိုပူဇော်တာဖြစ်တယ်။ကွာတယ်။အာဘေလဘယ်လိုပူဇော်လဲ။ဖယားသခင်နှစ်သက်တဲ့ပုံစံအတိုင်းသူစိတ်ကြိုက်တယ်မပူဇော်ဘူး။ဖယားခင်နှစ်သက်တဲ့ရစ်ကိုသူကပူဇော်တယ်။ကာအိနာကြတော့သူလှုပ်ချင်တဲ့သူလှုပ်ပြီးမြဖယားလက်ခံပါလို့သူကပြောတာကွာလာအဲ့ဒါကွာသွားတယ်ဒီနေ့ကျွန်တော်တို့ရှိတယ်ကိုနှစ်သက်တဲ့ပုံစံတိုင်းကိုအတိုင်းပဲကိုစိတ်ကြိုက်တဲ့ဘုရားဖယားကိုကိုယ်ကိုစိတ်ကြိုက်တဲ့ဖယားကိုကိုယ်ဖယားသခင်ရဲ့နှစ်သက်တဲ့အရာဘယ်အရာလဲဆိုတော့ကျွန်တော်မရှာဘူးဘယ်အရာလဲဆိုတော့ကျွန်တော်မရှာဘူးကျွန်တော်ကပါလေ living sacrifice တဲ့အသက်ရှင်သောရစ်ကိုပူဇော်ရတဲ့သူများဖြစ်တယ်ကျွန်တော်ချက်တော့ကြည့်အောင်ယောမဩဝါဒစာဒီညကျွန်တော်ခဏလေးပြရဒါအနေနဲ့ကျွန်တော်တရားမဟောသေးဘူးနော်ကျွန်တော်ဖျားပေါ်ပြနေတဲ့အရာလေးကျွန်တော်ပြောပြတာဘာလို့လဲလားအရာပေါ်စားကြလို့ခရင်ဖျားဘုံတော်လည်းမထင်ရှားဘူးညောင်များဆိုသူတွေပေါ်ဆဆတဲ့တက်ချင်းကျွန်တော်ပြောမယ်တော့ကဘာမြေကြီးအချိန်ကုန်ဆုံးတော့မယ်ဟုတ်လားပြီးတော့ကံပြီးတော့ကိုလုံးချင်တာပြန်လုံးတာမလုံးနိုင်ဘူးကောင်မတို့ချိန်တကယ်ကိုမရှိတော့ဘူး